မင်္ဂလာပါဒီဘလော့ကနေကြိုဆိုလိုက်ပါတယ်။သုံးမောင်ခေရဲ့မှောင်မိုက်တဲ့ညတညမှာမေတ္တရားမှုတွေကံကြမ္မာဆိုးတွေနဲ့ရက်ပတ်နေတဲ့အဖြစ်အပျက်တစ်ခုစတင်ခဲ့ပါတယ်။ဘယ်သူမှမသိနိုင်တဲ့လျှို့ဝှက်ချက်တွေနဲ့အတူအပြစ်မဲ့တဲ့မိန်းကလေးတူဟာကြေကွဲစရာကံကြမ္မာကိုရင်ဆိုင်ခဲ့ရပြီးလူတို့ရဲ့စိတ်အားရုပ်ကိုဖန်ဆားနိုင်တဲ့မဖဲဝါဆိုတဲ့နာမည်တစ်ခုပေါ်ထွက်လာခဲ့ပါတယ်။သူမဟာအဝါရောင်ဝတ်စုံကိုတာဆွဲဆွဲမြဲမြဲဝတ်ဆင်ပြီးတုတ်တန်တွေရဲ့အဆောက်အဖြစ်နေထိုင်ခဲ့ရပါတယ်။လူဘဝမှာအပြစ်မဲ့စွာတေဆုံးခဲ့ရတဲ့သူမရဲ့ဝိညာဉ်ဟာဘာကြောင့်တုတ်တန်တွေကိုဆောက်ရှောက်နေရတာလဲ။အဝါရောင်ဝတ်စုံနောက်ွယ်ကကြေကွဲဖွယ်ရဇလန်းကဘာလဲဆိုတာကိုဒီဗီဒီယိုထဲမှာကြည့်ကတင်ဆက်ပေးသွားမှာပါ။မဖဲဝါဟာပြည်မြို့ဇာတိဖြစ်ပြီးမွေးကြီးမောင်နှမ2 ယောက်တည်းသာရှိကသူမရဲ့အကိုဖြစ်သူမောင်ကျန်းစစ်ဟာပြည်မြို့သားထံမှာစရေးတော်ကြီးအဖြစ်အမှုတော်ထမ်းလျက်ရှိပြီးဝဲအမည်မှာမင်းရဲ့ဒိတ်ပဖြစ်ပါတယ်။မိဘ2 ပါးစလုံးမရှိမနှောက်ကွယ်လောသွားပြီးနောက်မှာတော့မဖဲဝါဟာအကိုဖြစ်သူမောင်ကျန်းစစ်နဲ့အတူနေထိုင်လျက်ရှိပြီးအကိုဖြစ်သူကိုမိဘတစ်ဖွဲ့အားကိုးနေထိုင်ရရှာလိမ့်ပါတယ်။အကိုဖြစ်သူမှာနှမလေးကိုချစ်လို့တော်ညာလဲတောင်စာမူရင်းတက်ပြီးမကြခဏဆိုသလိုခိုက်ရဖြစ်ပွားတတ်လိရှိပါတယ်။မောင်ကျန်းစစ်ဟာပေတောက်ချင်မှအစပြုပြီးခိုးသားကမြများနဲ့လက်ပုံးတတိနေထိုင်ရန်ကနေနောက်ဆုံးမှာတော့ပြည်မြို့သားအပုတ်ကန်တော်လှန်ပြီးမင်းပြစ်မင်းနဲ့တက်လေပါတော့တယ်။မောင်ကျန်းစစ်မှမဖဲဝါကိုနှမရေအမောင်တို့ထွက်ပြေးမှဖြစ်တော့မယ်။ပြည်မြို့မှာစစ်နေရင်တော့အသက်ခံရလိမ့်မယ်လို့ပြောပြီးညချင်းမှာပဲလှင်းငယ်သစည်းဖြစ်အေယာဝတီမြေကျောင်းအတိုင်းစုပ်ပြေးကြလိမ့်ပါတော့တယ်။မြေကျောင်းအတိုင်းစုပ်ပြေးလာရင်ချောင်းမြောင်းအင်းအိုင်ပေါ်များကတစ်ပင်များအုပ်ဆိုင်ထူထပ်ပြီးလူနေနေပါတဲ့ဒေသတစ်ခုကိုရောက်ရှိကထိုဒေသရှိအထောက်ရှားခဲရွာမှာပဲမောင်နှမ2 ယောက်ဟာမထင်မရှားလူစင်းရဲ့အသွင်ဖြင့်မောင်ကျက်စစ်မှသည်မောင်ဆက်မဲဟု၎င်းမဖဲဝါမှသည်မသဲဦးဟု၍၎င်းအမည်ပြောင်းလဲ၍ဇက်မြုပ်နေထိုင်ကြလိမ့်ပါတယ်။မောင်ဆက်မဲတစ်ဖြစ်လဲမောင်ကျက်စစ်ဟာမင်းမှုနဲ့အဖြစ်တာနေထိုင်ခဲ့သူပြီးမြည်သည့်အလုပ်မှမလုပ်တတ်တာကြောင့်တငါအလုပ်အင်းအလုပ်သာလောက်ကင်စားတော့နေလေပါတော့တယ်။မသဲဦးတစ်ဖြစ်လဲမဖဲဝါဟာအကိုဖြစ်သူလောက်ကင်နေတဲ့အင်းအလုပ်ကိုမနှိမ့်မြို့တော်ညာလဲမရှောင်လွဲနိုင်တဲ့ကံကြမ္မာကြောင့်မလွဲမရှောင်သာလောက်ကင်ကြရပြီးမောင်နှမ2 ယောက်မှာအကုသိုလ်လုပ်ငန်းဖြစ်အကျိုးပေးတယ်လို့ဆိုရမလို့ပင်အချိန်ကာလမကြာညောင်းပဲအထောက်ရှားခဲ့ရွာမှာကြေးရတဲ့စရင်ဝင်ဖြစ်လာပါတော့တယ်။မောင်ဆန်မဲ့မှာငကိုကပင်တောက်ဆာဆာနေထိုင်သူတူဖြစ်သည့်အားလျော်စွာအင်းတကြီးဘဝသို့ရောက်သွားချိန်မှာအရက်ကလေးတမျှမျှနဲ့စိတ်ကျန်းလူကျန်းအဖြစ်နောင်လာတရားမဲ့စွာနေထိုင်လေပါတော့တယ်။နှမဖြစ်သူမသိဦးခင်များချောမွန်လာပါတဲ့ရုပ်ရည်ကြောင့်ရွာငံတထေးတကြွယ်သားများကသဘောကျနှစ်သက်သည့်အတိုင်းအကိုဖြစ်သူမောင်ဆန်းမဲကြောင့်အနာကဝတ်သူမရှိဖြစ်ရပါတယ်။တနေ့မှာသူတို့မောင်နှမတို့အတွက်ကံဆိုးမှုမောင်ကြမဲ့နေ့ရောက်လာပါတော့တယ်။မသဲဦးဟာတဲတဲမဲမဲရွာနေတဲ့မိုးကောင်းကင်ကြီးကိုမော့ကြည့်နေ။အော်ငါမောင်ကြီးအပြတ်မလားပဲအေးဆောင်ထဲမှာနေနေတာ3 ရက်ထောင်ရှိပါဘောလား။နေထိုင်မှကောင်းရလားမသိ။ငါလိုက်သွားမှာပဲလေ။သွားလက်စားနဲ့ငါထဲဖို့တောင်းနေပါယူသွားအောင်မှာပဲလို့စိတ်ထဲကတွေးမိပြီးအကူရှိရာအင်းထဲသို့လှေကလေးလော်ခတ်ရင်းထွက်သွားလေပါတယ်။အင်းထဲအရောက်အကူဖြစ်သူကိုမတွေးရပဲတောက်လက်စအရက်ဝိုင်းကိုသာတွေးလိုက်ရသဖြင့်မသဲဦးပစ်တဲ့ရှိုက်မိသွားကမောင်ကြီးလဲမိုးရွာတဲ့ဘယ်များသွားပြန်မှလဲသူပြန်မလာခင်ငါလဲငါးတွေဖော်ထားအောင်မှာပါလေလို့တွေးပြီးအနီးမှမြုံကိုသွားဖော်နေလေပါတယ်။အဲ့ဒီအချိန်မောင်ဆန်မဲ့မှာမြုံဖော်လိုက်တိုင်းငါးများနဲနေသဖြင့်မကောင်းဆိုဝါယူစားနေတယ်လို့ယူဆပြီးဒေါ်တပုတ်ထနေလေပါတယ်။မိုးကလည်းရွာလူကလည်းမူးနေတဲ့အချိန်ပဲအနီမြုံထဲမှာငါးများကိုယူနေတဲ့နှမကိုမကောင်းဆိုဝါလို့ထင်ပြီးလက်ထဲမှာပါလာတဲ့ကိုင်းခုတ်ထားနဲ့လွှဲကခုတ်လိုက်ပါတော့တယ်။အမူးပြေလာတဲ့အချိန်မှမောင်ဆန်မဲ့တယောက်နှမကိုမကောင်းဆိုဝါအမှတ်နဲ့ခုံမိကြောင်တိလေးပြီးချုံဖွဲချမူးပွဲဆင်လေးပါတော့တယ်။မသဲဦးခမအကိုဖြစ်သူရဲ့ဓာချက်ကြောင့်သေပွဲဝင်ရကအကိုဖြစ်သူမှလည်းငကိုကထက်ပဲစိတ်ကျန်းလူကျန်းများနဲ့အရက်သာဖိတောက်နေလေပါတော့တယ်။လုပ်ငန်းသူအင်းသမားများကစိတ်ပြေပြောက်စရအလုပ်ငါမောင်ဆန်မဲ့ကိုတကုံမြို့ရှိရွှေတကုံဖျားတပေါင်းပွဲတော်တို့ခေါ်သွားကြရမှမောင်ဆန်မဲ့ရဲ့အကုသို့ညီမျှကြီးကြောင်းသိရလေပြန်ပါတော့တယ်။ဖြစ်ပုံမှာရွှေတကုံစီတီတော်ကြီးအားကြံသူများမှရိုသေးစွာဥချက်ကြော့ကြစဉ်မောင်ဆန်မဲ့ကညောင်ကြောင်နဲ့မတက်ရက်နေလေရာအတူတူဖျားဖို့ရသူများကမောင်ဆန်မဲ့အား
ဇီရီတော်မြတ်ကြီးကိုဦးချရဲပြောဆိုရမှမောင်ဆက်မဲ့ခဗျာရွှေတကုတ်ဇီရီတော်မြတ်ကြီးအားမတွေ့ရသဖြင့်ဦးမချချီဖြစ်ကြောင်းပြောဆိုရကနေမောင်ဆက်မဲ့ရဲ့အကုသိုလ်ကကြီးမားလေစွာသိကုတ်တရကုန်းတော်ပေါ်မှရွှေတကုတ်ဇီရီတော်မြတ်ကြီးအားမမြင်တွေ့ရသဖြင့်ဘေးမှလူအပေါင်းမှလည်းအံ့ဩတုန်လှုပ်ကြရပြန်ပါတယ်မောင်ဆက်မဲ့လည်းရှစ်တဲ့စိတ်ကြောက်တဲ့စိတ်တွေနဲ့ရွာတို့ချစ်ချင်းပြန်လာပြီးငကိုကပဲမိုက်တီးမိုက်ကန်းကစိုးထိုးတစ်စောက်ကသမားပြီးမောင်ဆက်မဲ့ဟာရွှေတကုတ်စီတီတော်အတွက်ရည်မှန်းထားတဲ့ရွှေဆိုင်များကိုမိမိအင်းအလဲရှိတိုင်ထိတ်မှာပဲရွှေချလိုက်ပါတယ်။ရွာရှိလူများဟာမောင်ဆက်မဲ့နဲ့မသေးဦးတို့ရဲ့အကြောင်းပြောမဆုံးနိုင်ဖြစ်ကြရပြီးတနာကြတန်ဝင်ကားရကြဖြစ်ကြရပြန်ပါလေ။မသေးဦးခမမှာတော့အစိမ့်တရက်အဖြစ်မကြွမလွတ်ဖြစ်နေရကနေရွာဦးเจ้าမှဆရာတော်အားအိမ်မက်ပေးပြီးနေစရာမရှိဝတ်စရာနဲ့ချိနဲ့ဒုက္ခရောက်နေကြောင်းအသနာခံလျာဆရာတော်မှလည်းသူတို့မောင်နှမဖြစ်စဉ်ကိုတည်တော်မူထားတဲ့သူတော်ကောင်းပြီးမသေးဦးဟာအထောက်ရှားခဲ့တုတ်တန်းမှာပဲနေတိုင်းခွင့်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှစပြီးမသေးဦးဟာအထောက်ရှားခဲ့တုတ်တန်းမှာပဲငယ်စဉ်ကပဲသူအလိုနှိမ့်ချိုက်တဲ့အဝါရောင်ဝတ်စုံကိုဆွဲမြင်းဝတ်စေ၍တုတ်တန်းဆောင်အဖြစ်နေထိုင်သွားလေရှာပါတယ်။မသေးဦးကိုအကြောင်းတိုက်ဆိုင်၍တွေ့သူများမှဆရာတော်အားလာရောက်လျှောက်ထားရမှဆရာတော်လည်းမောင်ဆမ်မက်နှင့်မသေးဦးတစ်ဖြစ်လဲမောင်ကျန်စစ်နှင့်မဖဲဝါတဘဝဆက်ကြောင်းကိုပြောပြလေပါတယ်။မဖဲဝါဟာအဝါရောင်ကိုလောစွာနှစ်သက်ပြီးအဝါရောင်မှာပဲအပွေအခက်မပါပြောင်းအဝါဝါထိတ်ထိန်သာကြိုက်နှစ်သက်သဖြင့်သူ့အားတွေ့ရသူများမှာအဝါရောင်ဝတ်စုံနှစ်သာတွေ့ကြရချစ်ဖြစ်ပါတယ်။မဖဲဝါဆိုတဲ့အမည်နဲ့လူအများသိလာရကနေအကြောင်းအရာအားလုံးကိုအထောက်တော်များမှတစ်စစ်ကြားသိရပြီးနောက်ကုန်းအောင်မင်းစင်းရဲ့80မြောက်တာယာဝတီမင်းဟာမဖဲဝါအားတုတ်တန်းများတွင်အဆောင်အဖြစ်အမိတ်တော်ပြန်နှံထုတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှစပြီးတုတ်တန်ဆောင်မဖဲဝါဆိုတဲ့အမည်စတင်ဖြစ်ပေါ်လာတယ်လို့ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေရှင်။နောက်များမှာလည်းဒီလိုဘူးဟုသုတရစေမယ့်တမိုင်းအကြောင်းအရာများကိုထပ်မံသိဆက်ပေးသွားမှာမို့ follow နဲ့ subscribe လည်းလုပ်သွားကြပါဦးနော်။